UFC middleweight တန်းရဲ့ခစ်တစ်ခစ်ကိုစိုးမိုးခဲ့တဲ့ The Last Time Bender Israel Adesanya ရဲ့ကစားသမားဘဝဟာအခုဆိုရင်အဆုံးဖြတ်ပေးမဲ့လမ်းဆောင်လမ်းကွာတစ်ခုကိုရောက်ရှိနေပါပြီ။သူ့ဘဝရဲ့အကောင်းဆုံးနိုင်ပွဲဖြစ်တဲ့ Alex Pereira ကိုအလဲထိုးနိုင်ပြီးကြတဲ့ကနိုင်ပွဲမရတော့ပါဘူး။တိတိကျကျဆိုရင် April 2023 UFC 287ကြတဲ့ကဆိုတော့3နှစ်နီးပါးရှိတော့မှာပါ။အဲ့ဒီနောက်ပိုင်း Sean Strickland ကိုအမှတ်နဲ့ရှုံးနေပြီး Champion ဖွဲ့လက်လွတ်ထရStrickland နောက်ပိုင်း DDB Champion ဖြစ်တော့လေခါပတ်လူခွင့်ရပြီမယ် Rear Naked ချုပ်ပြီးအဆုံးသတ်ခံခဲ့ရပြီးနောက်ဆုံးပွဲမှာ Nasruddin Imavov နဲ့ Fight Night ခေါင်းပွဲမှာသာကစားခွင့်ရပြီးဒီပွဲမှာလည်းအလဲထိုးခံရပါတယ် UFC 234 Anderson Silva နဲ့ပွဲကစပြီး Numbered Events 73ခုဆက်တိုက်ခေါင်းပွဲကစားခွင့်ရတဲ့အဆင့်ကနေ Nasruddin Imavov နဲ့ပွဲကနေစပြီး Fight Night ကိုဆင်းကစားခဲ့ရပါတယ်ဒီနောက်မှာတော့ Easy ရဲ့ပြိုင်ပွဲက Ranking 15 နေရာကအကျိုးပိုင်ဖာဖြစ်လာပါတယ်။ March 29 Seattle မှာကျင်းပမဲ့ UFC Fight Night မှာသူတို့နှစ်ယောက်ကိုခေါင်းပွဲပေးထားပါတယ်။ပိုင်ဖာကနောက်ဆုံး3ပွဲဆက်အနိုင်ရထားပြီး Ranking နဲ့လောလောလတ်လတ်ဝင်လာသူဖြစ်ပါတယ်။ Champion Level ကနေစစင်းမှုအဖြစ်တစကျော်လာတဲ့ Easy တယောက်အကယ်၍ဂျိုးပိုင်ဖာကိုဒါထောက်မှန်ရှုံးနေခဲ့မယ်ဆိုရင် MMA လောကကနေအနားယူသွားဖို့ရာခိုင်နှုန်းတော်တော်များပါတယ်။ဒီပွဲက Easy တယောက်သူ့ရဲ့စိတ်သက်ကြံ့ခိုင်မှုကိုပြန်လဲစုစည်းပြီးထိတ်တန်းအဆင့်မှာရှိနေသည့်ကြောင့်တက်တီပြမလားဒါမှမဟုတ် The Last Time Bender ရဲ့အဆုံးသက်နှုတ်ဆက်ပွဲဖြစ်သွားမလားဆိုတာ Seattle ရဲ့မီးရောင်အောင်မှာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်